မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်စစ်လေယာဉ်များနေပြည်တော်ကိုဖျက်ဆီးပြီးပြန်ဝဲနေလို့စစ်ဗိုလ်ချုပ်တွေစိုးရိမ်ထိတ်လန့်နေဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုသည်မြန်မာအရေးတွင်တိတိတသာဆွတ်ဖက်လာပြီးနောက်ယနေ့တွင်နေပြည်တော်ကောင်းကင်ယံ၌အမေရိကန်လေယာဉ်များဝဲပြန်ခဲ့ကြောင်းသတင်းများထွက်ပေါ်နေပါတယ်ဤသို့အမေရိကန်ရဲ့ဓာတ်ရိုက်ဝင်ရောက်ဆွတ်ဖက်မှုမှာစစ်ရုံးချုပ်အတွင်းအာဏာလုပွဲများကြောင့်တပ်တွင်းစည်းလုံးမှုများပြက်ပြားမှုဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။နေပြည်တော်အထိုင်တပ်ရင်းတစ်ခုလုံးလက်နက်ချခြင်းနဲ့တူစစ်ကောင်စီရဲ့ထိပ်တန်းခေါင်းဆောင်များဖြစ်တဲ့မင်းအောင်လှိုင်နဲ့ရဲဝင်းဦးတို့ကြားမှာလည်းအကြက်တဲနဲ့ရင်ဆိုင်နေရတဲ့အချိန်တွေယခုကဲ့သို့အမေရိကန်လေယာဉ်ပေါ်ပေါက်လာရခြင်းမှာစေအုပ်စုအတွက်ကြီးမားတဲ့ချိန်ချောက်မှုတစ်ခုဖြစ်လာပါတယ်။တစ်ဖက်တွင်လည်းမင်းအောင်လှိုင်နဲ့သားနဲ့သမီးဖြစ်သူမှပြည်ပတွင် ICC ရဲ့ခေါ်ယူစစ်ဆေးခြင်းကိုခံလိုက်ရသဖြင့်စစ်အာဏာရှင်မိသားစုမှအတွင်းပြင်ဖိအားများကိုတပြိုင်နက်ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။နေပြည်တော်ရှိစစ်ဘက်ဆိုင်ရာစာအုပ်များပေါ်၌လေယာဉ်များဝဲပြန်နေခြင်းသည်အကြမ်းဖက်စစ်တပ်ရဲ့နှီးကုန်းကိုအရှိန်မြင့်တင်ပေးလိုက်ခြင်းဖြစ်ပြီးပြည်သူများအတွက်တော့နိုင်ငံတကာရဲ့ထိရောက်တဲ့အကာအကွယ်ပေးမှုများအမှန်တကယ်ရောက်ရှိလာပြီးဖြစ်ကြောင်းပြသနေတာပဲဖြစ်ပါတယ်။နေပြည်တော်ကောင်းကင်ယံ၌အမေရိကန်လေယာဉ်များဝဲပြန်ခြင်းနဲ့အတူစစ်ကောင်စီရဲ့အဓိကရေးပါတဲ့စစ်ရေးပြစ်မှတ်များကိုအသေးစိတ်မှတ်တမ်းတင်နိုင်မှုများပြုလုပ်သွားနိုင်ကြောင်းသိရပါတယ်။ဤသို့မှတ်တမ်းတင်ခြင်းသည်နေပြည်တော်ရှိစစ်အုပ်ချုပ်ရေးအရာရေးပါတဲ့ကာကွယ်ရေးဝန်ကြီးဌာနအဆောက်အအုံများနဲ့တရင်အခြေခံစိုက်စခန်းများကိုအဓိကဆောင်ရွက်ထားခဲ့ကြောင်းသိရပါတယ်။စစ်အုပ်စုအတွင်းအာဏာလုပွဲများကြောင့်တပ်တွင်းစည်းလုံးမှုပြပြနေချိန်တွင်ယခုကဲ့သို့စစ်ရေးပြစ်မှတ်များမှတ်တမ်းတင်ခဲ့ရခြင်းမှာစစ်အုပ်စုအတွက်တုံ့လှုပ်ခြောက်ခြားစရာဖြစ်လာခဲ့ပါတယ်။နေပြည်တော်အထိုင်တပ်ရင်းတစ်ခုလုံးလက်နက်ချမှုနဲ့ထိပ်ပိုင်းခေါင်းဆောင်များအကြက်တဲကြားတွင်နိုင်ငံတကာရဲ့ယခုကဲ့သို့စစ်ရေးရဖိအားပေးလာမှုအကြမ်းဖက်စစ်တပ်ရဲ့လက်ကျန်ချိန်များပုံမှုပြိုကွဲသွားစေမှာဖြစ်ပါတယ်။အထူးသဖြင့်စစ်ကောင်ဆောင်များကိုအောင်ရနေရာများနဲ့လက်နက်တူလောင်ရုံများကိုကောင်းကင်ယံမှတိကျစွာမှတ်တမ်းတင်သွားခြင်းသည်လိုအပ်ပါကထိရောက်တဲ့အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်အခြေခံလာပြီးဖြစ်ပြီးမြန်မာ့ဦးတော်လှန်ရေးအောင်ပွဲရရှိရန်အတွက်စစ်အာဏာရှင်စနစ်ရဲ့နောက်ဆုံးခံတပ်ကိုဖြိုဖျက်မယ့်အချက်ပေးခေါင်းလောင်းတံပဲဖြစ်ပါတယ်။ဆက်လက်ပြီးအာမတ344အမြောက်တပ်ရင်းကိုအေးပိတ်ဆို့တိုက်ခိုက်အရာရှိအချို့စတင်ထွက်ပြေးတဲ့ဆိုတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အေယာဝတီတိုင်းရေကြီးမြို့နယ်နှစ်တိုင်းချောင်းမြို့မြောက်စမ်းကြီးပါမှာရှိတဲ့အမြောက်တပ်အာမတ344တပ်ရင်းကိုအာရကတပ်တော်အေးနဲ့ပူးပေါင်းတပ်တွေကဝိုင်းပတ်ပိတ်ဆို့ကတိုက်ခိုက်နေတာကြောင့်စစ်တီအရာရှိတချို့ထွက်ပြေးမှုတွေရှိနေတယ်လို့တန်နယ်နီဆက်သူတွေစီကသိရပါတယ်။အာရကတပ်တော်အေးနဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာအမြောက်တပ်အာမတ344တပ်ရင်းဌာနချုပ်နဲ့တမိုင်ခန့်အကွာအထိကိုရောက်ရှိလာနေတာကြောင့်စစ်ကောင်စီတပ်သားတွေနဲ့အရာရှိအချို့ဟာကင်းလဲနေစဉ်အတွင်းမှာထွက်ပြေးမှုတွေပြုလုပ်လာနေကြပြီးဖြစ်တယ်လို့သိရပါတယ်။344ကိုဝင်းရံထားတဲ့ကာကင်းစခန်းတွေလည်းအကုန်လုံးကျသွားပြီဆိုတော့အဲ့ဒီတရန်ဌာနချုပ်မှာရှိနေတဲ့စစ်တီအရာရှိတချို့မျက်ခုံးလုံးနေကြပါပြီ။ဒီရက်ပိုင်းမှာပဲထွက်ပြေးမှုတွေစက်တိုက်ရှိလာနေတယ်လို့သိရပါတယ်။စစ်တီတွေတက်ကြကြီးအဆင့်ရှိတဲ့သူတွေထွက်ပြေးနေတာဖြစ်ပါတယ်လို့စစ်တပ်နဲ့နှီးဆက်သူတအုပ်ကသတင်းဌာနကိုပြောပါတယ်။ပြီးခဲ့တဲ့မေလ12ရက်နေ့ကလည်းအမြောက်တပ်အာမတ344တပ်ရင်းကနေတက်ကြကြီးတအုပ်ဟောင်းကင်းလဲနေစဉ်အတွင်းလက်နက်ခဲယမ်းတွေကိုယူဆောင်ပြီးထွက်ပြေးသွားခဲ့တယ်လို့လည်းသိရပါတယ်။အာရကတပ်တော်အေးနဲ့ပူးပေါင်းတပ်တွေဟာအာမတ344အမြောက်တပ်ရင်းရှိကာကင်းစခန်းတွေကိုပြီးခဲ့တဲ့မလဒုတိယပတ်လောက်ကစတင်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမေလ10ရက်နေ့မှာတော့အဲ့ဒီအမြောက်တပ်ရင်းနဲ့တပ်မိုင်ကွာကကာကင်းစခန်းအကုန်လုံးဒီပါကိုသိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။မေလ12ရက်နဲ့13ရက်နေ့မှာတော့စစ်ကောင်စီတပ်ဟာအေးနဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ကာကင်းစခန်းတွေအနီးကိုလေကြောင်းပစ်ကူတွေဆက်မပြတ်ပစ်ခတ်လာနေတာရှိတယ်လို့လည်းသိရပါတယ်။မြောက်စမ်းကြီးပါရှိအမြောက်တပ်အာမတ344တပ်ရင်းထဲမှာစစ်ကောင်စီတပ်ရဲ့အေယာဝတီတိုင်းဖြာပုံမြို့ခြေဆိုင်ခြေလျင်တပ်ရင်းခလာရ98တနုပြူအခြေဆိုင်ခြေလင်းတပ်ရင်းခလာရ108နဲ့တမ66လက်အောက်ခံခလာရ14တပ်ရင်းတို့ရှိနေကြတာလည်းဖြစ်ပါတယ်။အဆိုပါတပ်ရင်းတွေဟာတိုက်ပွဲမပြင်းထန်မီပြီးခဲ့တဲ့မတ်လလောက်ကစတင်ကကွင်းကောက်အင်ကပူမြို့နယ်တွေဘက်ကိုစစ်ကြောင်းထိုးသွားတာကြောင့်အေးနဲ့ပူးပေါင်းတပ်တွေဟာအာမတ344တပ်ရင်းကိုပဲထိုးစစ်အရှိန်မြင့်တာတိုက်ခိုက်လာခဲ့တာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးစစ်တပ်ထိုးစစ်ဆင်မှုအတူပူးပေါင်းရင်ဆိုင်ရန်လို့ဟုချင်းတပ် CPU ကခေါင်းဆောင်တွေပြောတဲ့ဆိုတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ချင်းမကွေးဆက်မှအာနာသိန်းစစ်တပ်ကအင်အားအများပြားနဲ့ထိုးစစ်ဆင်လာတဲ့ပေါ်အတူစုပေါင်းရင်ဆိုင်ရန်လိုအပ်ကြောင်းချင်းပြည်သူအစည်းအရုံးချင်းပြည်သူတပ်မတော် CPU CPA ခေါင်းဆောင်တွေကတိုက်တွန်းနှိုးဆော်ထားပါတယ်။
ချင်းမကွေအဆက်ရှောဒေတာစောမျိုးနယ်ကိုအင်အားရရှိပါတဲ့စစ်တပ်စစ်ကြောင်းတွေဟာမေလ14ရက်မှာဝင်ရောက်လာတဲ့အခြေအနေမှာ CPU CPA ဥက္ကဋ္ဌစလိုင်းထန်းချွန်ဖေနဲ့အထွေထွေအတွင်းရေးမှူးစလိုင်းရောမန်တို့ကစစ်တပ်ကိုအတူပူးပေါင်းတိုက်ခိုက်ဖို့လိုအပ်မှုအခြေအနေကိုလူမှုကွန်ရက်မှာရေးသားခဲ့တာပါရောဒေတာအခြေဆိုင်လက်နက်ကင်တော်လှန်ရေးအဖွဲ့များစွာစောမျိုးနယ်မှာလှုပ်ရှားနေကြပေမဲ့အဲ့ဒီအဖွဲ့တွေအနေနဲ့စောကိုလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပူးပေါင်းတိုက်ခိုက်ခြင်းမလုပ်တာကိုအားမလို့အာမရဖြစ်ရဟုစလိုင်းထန်းချွန်ဖေကရေးသားထားပါတယ်နေသားသလိုနေလို့ရတော့ကနေကြပြီးအခက်အခဲဖြစ်လာပြီးဆိုကိုလိုယုံပြီးထွက်သွားကြတဲ့ရောဒေတာတွင်လက်နက်ကင်တဲ့သူတွေကိုပြောနေကြတာဖြစ်ပါတယ်အားလုံးစီလုံးပြီးရန်သူကိုရင်ဆိုင်ဖို့လိုအပ်ပါတယ်လို့စလိုင်းထန်းချွန်ဖေကရေးသားထားပါတယ်စလိုင်းရောမန်ကလည်းချင်းနဲ့ရောဒေတာညီညွတ်ရေးလိုအပ်မှုကိုလူမှုကွန်ရက်မှာရေးသားထားပါတယ်။ရောနယ်ကဒေါ်လာရေးကိုအာမရကြပေမဲ့ရောသူရောသားတွေကတော့ဒေါ်လာရေးမှာအင်မတန်တာဝန်ကြီးတဲ့ပြည်သူတွေဖြစ်တယ်လို့စလိုင်းရောမန်ကချင်းပြည်နယ်မင်းတပ်ဒေါ်လာရေးမှာရောသူရောသားတွေဟာဒေသခံချင်းလူမျိုးတွေထံပုံမရရရောထည့်ဝင်ခဲ့ကြတဲ့အခြေအနေကိုပြောပါတယ်။2021ခုနှစ်မေလတည်းမှာပဲစကားလေးချောင်းကနေလူချပြီးမင်းတပ်မြို့ကိုစီးနှင်းတိုက်ခိုက်တော့မြို့ကနေစစ်ပေးရှောင်ရတဲ့ချင်းပြည်သူထောင်နဲ့ချီတဲ့သူတွေကိုရောသူရောသားတွေလှိုက်လဲကူညီကြတယ်နေရာထိုင်ခင်းပေးတယ်အစားအသောက်တွေပေးကမ်းကျွေးမွေးခဲ့ကြတယ်ရောနေတဲ့စစ်ပေးရှောင်စခန်းစောက်ပြီးနှစ်နဲ့ချီအခြေချနေထိုင်နိုင်အောင်ကူညီခဲ့ကြပါတယ်ရောနေမှာတိုက်ပွဲချင်းကောက်ွယ်ရေးတပ်ဖွဲ့မင်းတပ်အနေနဲ့တိုက်ပွဲဖော်ဆောင်တိုင်းမှာလေစားတောက်ဖွယ်ရတွေလှူလေးသေးမရှိကူညီကြတယ်ချင်းတော်လန်ရေးအဖွဲ့မှမဟုတ်ပါဘူးရောဒေတာတော်လန်ရေးအဖွဲ့တွေရော PDF YA YDF အကုန်လုံးကိုလေအစကနေဒီချိန်ထိ9နှစ်ကျော်ကာလတောက်လျှောက်ရှောပြည်သူတွေကစံစီစားအသားဟင်းသီးဟင်းရွက်လုံးဝမပြတ်ရအောင်ဝယ်စရာမလိုအောင်ကိုရွာအလိုက်ပံ့ပိုးပြီးတော်လှန်ရေးကိုပါဝင်ကြတာတွေ့မြင်နိုင်ပါတယ်လို့စလိုင်းရောမန်ကရေးသားထားပါတယ်ရောတော်လှန်ရေးအဖွဲ့တွေမှာအားနည်းချက်တွေအများကြီးရှိပေမဲ့ရောပြည်သူတွေကတော့ပြည်သူတာဝန်ကောင်းကောင်းကြေးပွန်ကြတယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့နှစ်အတွင်းစောမျိုးဘော်ကစစ်တပ်တွေကိုဝိုင်းဝန်းကင်ထွေခဲ့ပါကများစွာမခက်ခဲပဲရနိုင်ခြေရှိခဲ့ကြောင်းကံပလက်မြို့လွတ်မြောက်ပြီးနောက်ပိုင်းချင်းကြီးနောင်အနေနဲ့မဟာမိတ်တွေနဲ့ပူးပေါင်းပြီးရောဒေတာလွတ်မြောက်ဖို့ကြိုးစားအားထုတ်ခဲ့ကြတာရှိခဲ့ပေမဲ့အကြောင်းအချို့ကြောင့်အထက်မမြောက်ခဲ့ဘူးဟုအသိပေးပါတယ်။တစ်ဖက်မှာလည်းတောင်ယာဒေသမှာအထူးသဖြင့်စောလိုမျိုးကိုသိမ်းဖို့ပူပေါင်းကြမယ်ပြောတိုင်းစီးပွားရေးအကြောင်းပြလမ်းကြောင်းအကြောင်းပြရင်နေသားသလိုနေကြတာကိုနေရာလေးတင်ကွက်ပြီးအေးတော့နှွေကိုမပူဘူးထင်ရတယ်လို့ပေါ့လေဒီလိုနဲ့ရုတ်တရက်လိုမျိုးစခတွေလောင်းရှိကိုအင်အားဖြင့်တနေ့ကလောင်းရှိကိုရောက်တော့စခရီစောကိုဦးတီပြီးထွက်လာတာတရက်နဲ့တီကုန်းရွာရောက်တယ်တီကုန်းကနေမနေ့ကပဲစောမြို့တဲဝင်သွားတယ်လို့စလိုင်းရောမန်ကမီလာ14ရက်မှာစစ်ကောင်စီတပ်တွေစောမြို့ကိုဝင်ရောက်နိုင်မှုအခြေအနေကိုရေးသားထားပါတယ်လက်တလောချိန်မှာကိုအခြေအနေမှန်ကိုသိပြီးပူပေါင်းကြဖို့ညီညွတ်ကြဖို့လိုကြောင်းလဲစလိုင်းရောမန်ကရေးသားထားပါတယ်စကာမဟာရောတွေကိုအသုံးချပြီးချင်းတွေကိုဒုက္ခပြီးမယ်နောက်တော့ချင်းတွေကိုအသုံးချပြီးရောတွေကိုဒုက္ခပြီးမှာပဲချင်းနဲ့ရောမတည့်ကြရင်အဲ့ဒါကိုစကာမကအမျက်ထုတ်မှာပဲသူအကြိုက်ဖြစ်မှာပဲရောသူရောသားတွေလေသူတို့တက်အားသမျှပါဝင်တဲ့အတိုင်းတော်လန်ရေးရလက်မြင်ချင်ကြမှာပါလူမျိုးတစ်မျိုးစီကကိုအားသာချက်နဲ့ကိုပါဖြစ်ပြီးသားတွေဖြစ်ခဲ့တာတွေကျွန်တော်တို့ထားလိုက်ပြီးအိမ်နီးချင်းတွေအချင်းချင်းပူးပေါင်းကြမယ်ရိုင်းပင်ကူညီကြမယ်ဆိုရင်စစ်ကော်မရှင်ကိုခုခံတွန်းလှန်တာမှာအများကြီးပိုထိရောက်မှာဖြစ်ပါတယ်လို့စလိုင်းရောမန်ကပြောပါတယ်စစ်တပ်စစ်ကြောင်းစောမြို့ကိုဝင်ရောက်နိုင်တာဟာစစ်တပ်ကအင်အားအများပြားအစင်းမြင့်ချုံများနဲ့လေးချောင်းပြစ်ကူတုံတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့လို့ဟန်ထားဖို့အခက်ကြုံခဲ့တာလို့စောမြို့နယ်တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်စောမြို့ကိုစစ်တပ်အင်အားဖြည့်တင်းလာတာကိုဖျက်တောက်ရေးတွေလှုပ်ဆောင်နေပေမဲ့အင်အားမမျှဘူးလို့အသိပေးပါတယ်သူတို့မှစစ်ကြောင်းတစ်ကြောင်းမှလူ900နီးပါးလာတယ်ကျွန်တော်တို့ခုခံပြီးမှလှုပ်တဲ့သူတွေက150တိလောက်နဲ့ကနေရတာလက်နဲ့အင်အားကလည်းကွာတယ်ဒီအင်အားလည်းကွာတယ်နောက်ပြီးသူတို့လေရင်တွေကလည်းချတယ်သူတို့ drone တွေကလည်းတကယ်အကောင်စား drone တွေအသုံးပြုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ drone တွေနဲ့ချမယ်ဆိုရင်လေသူတို့ကချမ်ပါအကောင့်တွေနဲ့ကျွန်တော်တို့ drone တွေကသူတို့ထဲဝင်လို့မရဖြစ်နေတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကတဖြည်းဖြည်းနဲ့နေမြေဆွတ်လွတ်လာရတာဖြစ်တယ်လို့စောမျိုးနယ်တွင်တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတအူကပြောပါတယ်စစ်တရလက်ရှိစောဒေသစစ်ရေးလှုပ်ရှားမှုဟာချင်းနဲ့ရခိုင်ကိုရိတ်ခါဖျက်ထောက်ဖို့အချက်ချကြတဲ့နေရာတွေကိုတက်ဆွဲနိုင်တယ်လို့စောဒေသသတင်းရင်းမြစ်ကသုံးသပ်ပြီးနောက်ပိုင်းမှာချင်းတောင်ပိုင်းကိုထိုးစစ်ဆင်နိုင်တယ်လို့ခန့်မှန်းပါတယ်စစ်တပ်ဟာချင်းမြောက်ပိုင်းကစုံရှုံးနေမြေတွေပြန်ထိန်ချုပ်နိုင်ခဲ့ပြီးနောက်ချင်းတောင်ပိုင်းကမင်းတပ်ကံပလက်မြို့နယ်တွေကိုလေကြောင်းပုံကျဲတဲ့စစ်စင်ရေးတွေအရှိန်မြင့်လှုပ်ဆောင်နေတယ်လို့ချင်းမကွေအဆက်စစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်ကျမသတင်းတင်ဆက်မှုကိုဒီမှာပဲခဏကွယ်ပြပါရှင်အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်